မိဘတွေနာမည်နဲ့ချထားပေးခဲ့တဲ့အစိုးရဆက်လက်မြေတွေရှိတယ်။ဒါပေမဲ့ဂရန်မချရသေးဘူး။ဒီမြေကိုသားသမီးတွေကတရားဝင်အမွေဆက်ခံခွင့်ရနိုင်ပါမလား။ဂရန်မရှိတဲ့အတွက်ပဲအမွေဆက်ခံခွင့်တွေဆုံးရှုံးသွားပြီလား။ဒီနေ့မှာတော့အင်ရှင်မြေကိစ္စမှာလူတိုင်းသိထားရမယ့် possessory title လို့ခေါ်တဲ့လက်ရှိထားပိုင်ခွင့်အကြောင်းကိုကျွန်တော်မိတ်ဆွေတွေအတွက်ဥပဒေဘူးတူတာပြန်မျှဝေပေးသွားပါမယ်။ဒီဇလန်ရဲ့မူရင်းစင်ထုံးကတော့2024ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးမခင်ဥမာပါ30နဲ့ဥရဲထွန်းဥပါ2တရားမအထုအယူခံမှုစီရင်ထုံးဖြစ်ပါတယ်။ဇလန်စာကတော့1990ပြည့်နှစ်ကတည်းကစတင်ခဲ့တာပါ။ကျောက်ပတောင်မြို့မှာမြို့မြေဖို့ထိုးရေးစီမံချက်အရဖခင်ဖြစ်သူဦးမျိုးတင်နဲ့မိခင်ဖြစ်သူဒေါ်မြင့်မြင့်တို့ဟာမြေကွက်နှစ်ကွက်ကိုမြေပေးမိဆက်လက်နဲ့ချထားပေးခြင်းခံခဲ့ရပါတယ်။အဲ့ဒီအရှင်ကလေးကဝင်းရှံခတ်ပြီးတော့လက်ချထားခဲ့ကြတာပါ။အရှင်တွေကြာလာပြီးမိဘနှစ်ပါးစလုံးကွယ်လွန်သွားတဲ့အခါမှာအဲ့ဒီမြေကွက်နှစ်ကွက်ဟာသားသမီး10ဦးဖြစ်တဲ့မခင်ဥမာတော်မောင်နှမတွေရဲ့လက်ထဲကိုအမွေဆက်ခံခွင့်အရာရောက်ရှိလာခဲ့ပါတယ်။ပြဿနာက2012ခုနှစ်မှာစတင်ပါတယ်။မခင်ဥမာတော်မောင်နှမတွေကမြေကိုအယောင်းဝယ်လုပ်ဖို့စီစဉ်တဲ့အခါမှာတစ်ဖက်ကဥယေထုံးဦးတို့အဖွဲ့ကဝင်ရောက်ကန့်ကွက်ခဲ့ပါတယ်။ကန့်ကွက်ရုံနဲ့မကပဲသူတို့ရဲ့မြေကွက်ထဲကိုဝင်ရောက်ပြီးတော့တဲအင်ဆောက်ကြောက်တန်ဒီဆိုင်သွတ်ဆုကြတွေကာရံပြီးတော့ကျူးကျော်ဝင်ရောက်လာပါတော့တယ်။သူတို့ရဲ့အကြံပြချက်ကတော့ဒီမြေကိုဒေါ်တင်ညွတ်ဆိုသူစီကနေဝယ်ထားတယ်ဆိုပြီးတော့ပြောဆိုလာတာပါ။ဒါပေမဲ့တကယ်လက်တွေ့တရားရုံးမှာစစ်ဆေးတဲ့အခါမှာအဲ့ဒီဒေါ်တင်ညွတ်ဆိုသူဟာသက်ဆိုင်ရာကမြေချထားပေးတဲ့အထောက်အထားအခိုင်အမာမရှိတဲ့သူဖြစ်နေပါတယ်။ဒီလိုနဲ့မခင်ဥမာတော်မောင်နှမတွေကကျူးကျော်သူတွေကိုဖယ်ရှားပေးဖို့ညောင်ဦးခရိုင်တရားရုံးမှာတရားစွဲဆိုခဲ့ပါတယ်။ခရိုင်တရားရုံးကရောမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကပါသားသမီးတွေဘက်ကမှန်ကန်ကြောင်းအနိုင်ပေးခဲ့ပါတယ်။ဒါပေမဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်တာမန်အယူခံအဆင့်မှာတော့ဒီမြေဟာဂရန်မရှိသေးတဲ့အတွက်တရားဝင်ပိုင်ဆိုင်ခွင့်မရှိသေးဘူး။ဒါကြောင့်လက်ရောက်ရထိုက်ခွင့်မရှိဘူးဆိုပြီးတော့အမှုကပလတ်လိုက်တဲ့အတွက်အရှိအနေကတပည့်လဲသွားခဲ့ပါတယ်။သားသမီးတွေအတွက်မြေဆုံးရှုံးရမယ့်အရှိအနေဖြစ်သွားပါတယ်။ဒီနေရာမှာမခင်အမာတို့မောင်နှမတွေကလက်မလျှော့ဘဲနဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအထူးအယူခံထပ်မံတက်ခဲ့ပါတယ်။အထူးအယူခံခုံရုံးရဲ့ဆုံးဖြတ်ချက်ကတော့ဥပဒေရေးရာအရအလွန်မှတ်သားစရာကောင်းပါတယ်။ခုံရုံးရဲ့ဆုံးဖြတ်ချက်ကတော့ဂရန်ချထားရယူခြင်းမရှိသေးတဲ့အစိုးရမြေဖြစ်ပေမဲ့အစိုးရကမြေကွက်ချထားပေးတဲ့အမိန့်အရသားသမီးတွေကလက်ရှိထားပိုင်ခွင့် possessory title တွေကိုအမွေဆက်ခံရရှိသူတွေဖြစ်တယ်။မြေပေးအမိန့်ကိုလည်းအစိုးရကပြန်လည်ရုပ်သိမ်းတာမရှိသေးဘူး။ဒါကြောင့်သားသမီးတွေဟာသူတို့ထက်ရပိုင်ခွင့်အားနေတဲ့ကျူးကျော်သူတွေကိုနှင်ထုတ်ပြီးတော့မြေလက်ရလို့မှုဆွဲဆိုနိုင်တယ်ဆိုပြီးတော့အပြည့်သက်အနိုင်ပေးလိုက်ပါတယ်။ဒီမှုကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားမယ်အဓိကသင်ခန်းစာကတော့အစိုးရကချထားပေးတဲ့မြေပေးမိဆက်လက်မြေတွေမှာသက်ဆိုင်ရာကပြန်လည်ရုပ်သိမ်းခြင်းမရှိသေးသူရဲ့လက်ရှိထားပိုင်ခွင့် possessory title ဟာခိုင်မာပြီးတော့သားသမီးတွေအနေနဲ့လည်းလက်ရှိထားပိုင်ခွင့်ကိုအမွေဆက်ခံလို့ရတာကြောင့်ကျူးကျော်သူတွေကိုနှင်ထုတ်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ဒီနေရာမှာလက်ရှိထားပိုင်ခွင့်ဟာအမည်ပပိုင်ဆိုင်ခွင့်မဟုတ်တဲ့အကြောင်းကိုလည်းသတိပြုစေလိုပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေ။